ဝင်းနေပွဲမှာကိတ်မုံစားဖို့ပြင်လိုက်တာနဲ့တင့်မျက်နှာတစ်ခုလုံးကိတ်မုံကလပ်ဖြစ်သွားစီမဲ့ထူးဆန်းတဲ့ဒလေးတစ်ခုကိုသိသိပါသလားမက္ကဆီကိုနိုင်ငံမှာရန်ကုန်နာမည်ကြီးပြီးဆိုရှယ်မီဒီယာတွေပေါ်မှာဟာတာဗီဒီယိုအဖြစ်တင်တို့ခဏခဏတွေ့နေတဲ့ဒီဒလေးကိုလာမော်ဒီတာလို့ခေါ်ပါတယ်စပိန်ဘာသာစကားနဲ့ဆိုရင်တော့ကိုက်လိုက်ဆန်းလို့အဓိပ္ပာယ်ရပါတယ်ဒီဒလေးကကြည့်လိုက်ရင်ရိုးရိုးလေးပါပဲမွေးနေ့ပွဲမှာမွေးနေ့ရှင်ကကိတ်မုံပေါ်ဖျောင်းနိုင်တွေကိုမှုတ်လိုက်တာနဲ့ဘေးကလူတွေကမော်ဒီတာလို့ဝိုင်းအော်ကြပါလိမ့်မယ်အဲ့ဒီချိန်မှာမွေးနေ့ရှင်ကမွေးနေ့ကိတ်ကိုလက်မပါပဲပါးစပ်နဲ့တခိုက်ကိုက်ရပါတယ်တကယ်စိတ်လှုပ်ရှားစရာအပိုင်းကဒီမှာစတာပါမွေးနေ့ရှင်ကကိတ်မုံကိုတခိုက်ကိုက်ဖို့ငုံလိုက်တာနဲ့ဘေးမှာရှိနေတဲ့တငယ်ချင်းဓမ္မမဟုတ်မိသားစုဝင်တွေကတယောက်ယောက်ကမွေးနေ့ရှင်ရဲ့ကောင်းကိုကိတ်မုံထဲရောက်သွားအောင်နောက်ကနေဇက်ခနဲ့တွန်းပို့လိုက်တာပါရလက်ကတော့မွေးနေ့ရှင်ရဲ့မျက်နှာတစ်ခုလုံးကိတ်မုံတွေခရင်တွေနဲ့ပေကျန်သွားပြီးပွဲတစ်ခုလုံးရေတံတွေနဲ့ပြည့်သွားတာပါပဲတချို့ကတော့ဒါကိုကြမ်းတမ်းတယ်လို့ထင်ကောင်းထင်နိုင်ပေမဲ့မက္ကဆီကိုလူမျိုးတွေအတွက်ကတော့ဒါဟာခင်မင်းရင်းတီးမှုကိုပြသတဲ့ပြောစရာကောင်းတဲ့ရိုးရာတစ်ခုပါပဲအခုနောက်ပိုင်းမှာတော့ဒီဒလေးဟာကမ္ဘာတဝန်းကိုပြန့်နှံ့သွားပြီးနိုင်ငံအတော်များများမှာလည်းတော်ပွဲရှင်ပွဲတွေရဲ့အစိပ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်ကဲတင်ကောမွေးနေ့မှာဒီလိုစားနောက်ခံရမှာကိုကြောက်လားဒီလိုထူးခြားဆန်းပြတဲ့အကြောင်းတွေကိုရွှေရက်အကောင့်မှာတင်ပေးသွားမှာမို့ရွှေရက်အကောင့်လေးကို follow လုပ်ပြီးတော့ကြပါအောင်နော်